မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ Color Balloon application အကြောင်းကိုမြင်အောင်ပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒီ application ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီ application နဲ့ငွေရှာလို့ရတယ်ပေါ့နော်လုံးဝကို free ငွေရှာလို့ရတယ်ဟုတ်ပြီကျွန်တော် Color Balloon ထဲဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြာတော့ကျွန်တော်တို့ game ဆော့ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီ start နေရာလေးကိုအဲ့လိုက်မယ်ဒီမှာပေါ့နော် start game ပေါ့နော်ဟုတ်ပြီဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြာတော့ကျွန်တော်တို့ game ဆော့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဆော့ပြပါမယ်ဒီလိုပဲကျွန်တော်တို့ game ဆော့ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီလိုပဲဆော့ပြီးတော့ coin တွေစုရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကဲကျွန်တော်နိုင်သွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်နိုင်သွားတော့ဒီမှာ coin တွေပေးထားတယ်ပေါ့နော်150 coin ရတယ်ပေါ့နော်ဟုတ်ပြီဒီလိုပဲကျွန်တော်တို့ coin စုရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကဘာနဲ့ငွေထုတ်လို့ရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်ပြမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီ coin ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်ထောက်ရတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်အခုငွေထုတ်လို့မရဘူးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာပေါ့နော်ဒီ paper နဲ့ငွေထုတ်ရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်မိတ်ဆွေတို့ကကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြာတော့ကျွန်တော်တို့ Gmail ပေါ့နော် Gmail ရဲ့နှက်မယ်ကိုသူထည့်ခိုင်းနေပါနော်ဟုတ်ပြီမိတ်ဆွေတို့ကတကယ်လို့ coin တွေအများကြီးစုထားတယ်ဆိုရင်ဒီမှာကိုယ့်ရဲ့ PayPal account ပေါ့နော်ကိုယ့်ရဲ့ PayPal account Gmail ကိုရိုက်ထည့်လိုက်ပါဒီအောက်ဆုံးမှာကြာတော့မိတ်ဆွေတို့က PayPal ရဲ့နှက်မယ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် full နှက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်ဒီ confirm နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ထုတ်လို့ရပြီပေါ့နော်ဟုတ်ပြီဟုတ်ပြီမိတ်ဆွေတို့ဒီလိုပဲ gain ဆော့ပြီးတော့ coin စုပါcoin စုပြီးပါလို့ရှိရင်မိတ်ဆွေတို့က coin အများကြီးရသွားလို့ရှိရင်မိတ်ဆွေတို့ကငွေထုတ်လို့ရပြီပေါ့နော်ဟုတ်ပြီကျွန်တော်ရဲ့ Michael Channel ကိုအခုဒီ subscribe မလုပ်တဲ့ဆုတိုင်းလေးလုပ်ပါ